တော်ကိုတို့ချစ်သည်တို့ပြည်တော်စုကြီးကိုတို့ချစ်သည်အချုပ်ချာအာဏာတည်တဲ့ခိုင်မြဲရေးအတွက်အမိမြေကိုစောင့်ရှောက်ကာကွယ်မည်တိုင်းရင်းသားစီလုံးညီညွတ်ရေးတို့သက်သွေးမျိုးဆက်သစ်တို့လူငယ်တို့အားအပြုစုပေါင်းထားတဲ့အင်အားပြည့်မောချစ်လက်ခိုင်မာသည်ဘယ်သူခွဲခွဲတို့မခွဲတို့တွေတော်လက်တွေကရတဲ့ပန်ပြည်အောင်စုရဲ့စက်ခိုင်သောအားဖြစ်ပါသည်မျိုးချစ်တဲ့လူ